spicy crab pasta โอเคဒါအီတလီခောက်ဆွဲရဲ့ကနန်းချက်နည်းတစ်မျိုးပေါ့နော်ဘယ်လိုလုပ်မလဲဆိုတာကျွန်တော်လည်းတူတော့ကြည့်ကြရအောင်ဒီပထမဆုံးကျွန်တော်တို့ဒီကနန်းကိုတက်စေးလုပ်ရမယ်ပြီးတာနဲ့ထုမယ်ခုတ်မယ်ပါညာပေါ့ပြီးရင်တော့ဒီကျက်တော်နီလီးမယ်ဆပ်ပလတာတွေလီးမယ်ပေါ့နော်ကျက်တော်မေးတို့နန်းပြေတို့ပါညာပေါ့ဒီရဲ့ဒီနန်းဆူးရေပြန်တော့နော်နန်းစတော့ရေပေါ့ကနန်းကိုပေါင်းမှာပေါ့နော်3မိနစ်4မိနစ်လောက်အရင်စီမကြက်စီနဲ့ပေါ့နော်โอเคပြီးရင်ရေနွေးဦးထဲမှာစားထဲမယ်ကော်ဖီကိုထည့်ပြုံးမယ်ပြီးရင်ပဇွန်စီကိုထည့်မယ်ပြီးရင်ဒီကနန်းရဲ့အစီကိုလည်းထည့်မယ်ပေါ့နော်ကော်ဖီထည့်မယ်ကနန်းသားထည့်မယ်အမွေးကြံရွက်တွေထည့်မယ်ပြီးတာနဲ့ဒီပကံထဲမှာကျွန်တော်တို့တွေထည့်တော့မှာပေါ့နော်လလလေးပြင်မှာပေါ့